အားလုံးပဲမင်္ဂလာပါရှင် NCK Creation Online Club မှာရှင်ဒီကျွေးဖြစ်ပါတယ်ဒီကနေ့ပညာဒါနသင်ပေးပါမယ်ပန်းလေးရကြတော့ဒဇင်ပန်းလေးဖြစ်ပါတယ်ပေါ့နော်ဒီဒဇင်ပန်းထိုးနည်းလေးရပြီဆိုလို့ရှိရင်ပေါ်မှာပဲထိုးထိုးအထက်ပေါ်မှာပဲထိုးထိုးကိုပဲပေါ်မှာပဲထိုးထိုးလိုက်ထိုးလို့ရတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒါလေးဒီအခြေခံပေါ့နော်အခက်အနွယ်ကတော့ကိုကြိုက်တဲ့အရှိကိုယူလို့ရတယ်အဓိကတော့အခုမှခြေပန်းတို့ပညာကိုအခြေခံနေစာပြီးလေ့လာနေတဲ့ညီမလေးတွေမမတွေအတွက်ကိုရည်ရွယ်ပြီးတော့ပညာဒါနသင်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုလေးထိုးလဲဆိုတာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါနော်အဲ့တော့ပထမဆုံးနယ်ချဲတို့ကဒီပေါ့နော်သစင်ခက်လေးကိုဘယ်လိုဆွဲရမလဲဆိုတာလေးနမူနာပြပေးမယ်ပေါ့နော်ဒီအခက်ကဒီရွယ်စားလိုက်လာမှာမဟုတ်ကိုယ့်ရဲ့အထက်ပေါ်မူတည်ပြီးအကြီးသေး site ကိုဆွဲသွားလို့ရတယ်ပေါ့နော်အဲ့ခါကျတော့ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီလိုပုံစံလေးရှိရဆိုရင်နောက်တစ်ခက်ကိုကျတော့ဒီအောက်မှာနည်းနည်းဆင်းပြီးဆွဲပြမယ်နော်ဒါကနမူနာလေးပြတာပေါ့နော်ကိုကအရန်သစင်ခက်ဒီတော့နည်းနည်းလေးလာတာဖြစ်တာမလို့မမက်ကြီးတွားပြီးဆွဲလို့မရအောင်နော်ဆွဲမလားဒါလို့တစ်ခက်နဲ့တစ်ခက်ဆိုလို့ရှိရင်လည်းနည်းနည်းလေးဒီဘက်နဲ့ဆိုရင်လက်မဝက်စာချရမယ်နော်အဲ့တော့ဒီဘက်နေကျတော့နည်းနည်းလေးအောက်ကိုနည်းနည်းရှော့လိုက်တယ်ပေါ့နော်ဒီဘက်နဲ့တိုင်ပါဆိုလို့အဲ့တော့ဆွဲတဲ့ခါကျလို့ရှိရင်ဟိုပါပေါ့နော်ဒီလိုလေးအကွေးလေးဂျိတ်ပုံစံမျိုးလေးပေါ့နော်ဒီဘက်ကိုနည်းနည်းပြန်လာမယ်ဒီလိုလေးဆွဲလိုက်တယ်အဲ့လိုဆွဲပွားလို့ရှိရင်ဒီဘက်မှာဆိုရင်အောက်ကဒဇင်ဥလေးလာမယ်ပေါ့နော်အနီးပေါ်မှာအဖြူဆိုတော့လေနည်းနည်းလေးဟိုပါဗျအဲ့တော့ဒီလိုဒဇင်ဥလေးလာပါမယ်နည်းနည်းလေးထင်အောင်ဆွဲမယ်ပေါ့နော်အဲ့တော့အကွေးလေးကိုပြန်လာပြီးတော့ကျတော့ဒါလေးရလာမယ်ပြီးရင်ဒဇင်ဥလေးလာမယ်ဒဇင်ဥကလည်းဘယ်ဥပုံစံရှင်မီမျိုးပုံစံလေးလာမယ်ပေါ့နော်ဒီလိုလေးအဲ့တော့လာမယ်ဆိုလို့ရှိရင်သူ့ရဲ့အရှိကဘယ်လောက်ရှိမလဲဆိုတော့ဟိုဒီအတွန့်လေးကိုကျဲအခုဆွဲပြတာဆိုရင်2လက်မစာလောက်ဝင်ချင်းပေါ့နော်ဒါကွေးသွားတာဒီလိုကိုကအထက်ပါမှုဒီလို့ရှိရင်ဒီထက်ပို့ပြီးတော့4လက်မစာဆွဲလိုက်ရတယ်5လက်မစာဆွဲလို့ရတယ်ပေါ့နော်အဲ့လိုအကူလေးတွေကဒီဟာလေးရရင်ဆိုရင်အဆင်ပြေပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခြိခွဲတာလေးရမယ်အရင်ဆုံးအကိုင်းလေးအရင်စပြီးထိုးမယ်ဒီကအလေးကပေါ့နော်ရိုးရန်လေးကျဲတော့ပိုလီချီသို့မဟုတ်အက်ချီလေးရတယ်အဲ့တော့မှလိုလဲဆိုတော့လေခြိကိုဒီလိုတမြင်လေးပဲဆွဲထုတ်လိုက်မယ်နော်လက်တစ်ဖက်ကမလုံးနော်ခြိခွဲနည်းအသေးစိတ်ကိုလည်းကျဲရီမှာတင်ပေးထားရှိရပေါ့နော်ဟိုကိုဒီထက်ပိုအသေးစိတ်ကြည့်နေဆိုရင်ရီမှာတင်ထားပြီးတော့ file လို့ရှာကြည့်လို့ရပါတယ်ဒီလိုတမြင်နဲ့အဲ့တော့မှကျတော့အနံပါတ်9ပေါ့နော်အဲ့အနံပါတ်9လေးတွေကိုထည့်ပါမယ်ခြိကင်တို့အဆိုင်ကြီးနံပါတ်3နော်သူကကြတော့လေအရင်ဆုံးရိုးတန်လေးကိုမြင်လေးထိုးချင်တာမဟုတ်လို့အနံပါတ်9နဲ့ထိုးမယ်တကယ်လို့ကိုကအနံပါတ်9မဟုတ်အနံပါတ်7ဆိုလည်းရတယ်ပေါ့နော်အထုတ်လေးတွေကဒီလိုပုံစံလာတယ်ပေါ့နော်9ဆိုလည်းအဲ့တိုင်းပဲနော်ဒါကတော့အနံပါတ်7ဒါပေမဲ့73လာတာ9ပေါ့နော်အဲ့လိုလေးထိုးပါမယ်နော်ထိုးတဲ့ခါရင်အပေါက်ထဲကိုတပင်လေးထည့်နှစ်ပင်ပူးပြီးတော့ခြိကိုထုံးမယ်ပေါ့နော်တပင်ထိပ်ပြီးတော့ဒီမှာနှစ်ပင်အဲ့ဒါလေးကိုအထုံးလေးထုံးပြီးတော့ထိုးရပါမယ်ပြီးရင်ဒီရှင်းတဲ့နေရာလေးကိုကကြီးလေးနဲ့ပြန်ညှက်ထုတ်ပါမယ်နော်ပြီးတော့အကိုင်းလေးအရင်စထုံးမှာနော်အကိုင်းလေးကပဲလားအခုထားမှာတော့ကျတော့ဒီထိပ်ကနေလာလိုက်မယ်ပေါ့နော် online state လေးနဲ့တော့မယ်ပေါ့နော် online state လေးနဲ့ကိုဆွဲထားတဲ့မြင်းပေါ်မှာသွားတဲ့ခါကျရင်ကြိုးလေးကိုဒီမှာလက်မလေးလှမ်းဆွဲလက်မတစ်စိမ့်စာပမာဏပဲခြိကိုကြောမယ်ဆွဲချမယ်တချို့ကြတော့ဒီလိုအပေါ်မှာတစ်ခါနဲ့ကလောကဒါပေမဲ့ဒီတော်များ video file တိုင်းမှာအပေါ်အောက်ထိုးစင်းတဲ့နေပဲသွားဘာကြောင့်လဲဆိုတော့အခြေခံလုံးဝမရှိသေးတဲ့လူတွေပါလိုက်ထိုးရလွယ်အောင်မဟုတ်လို့ပါနော်ပြီးရင်ဒီအလင်သားလေးပြန်ဖောက်လိုက်မယ်နော်ပြီးရင်ကြိုးလေးကိုပြန်လှမ်းဆွဲထားဘာလို့အထစ်တွေမပြောင်းအောင်နော်တသားလေးပြောင်းအောင်တစ်စိမ့်စာပဲကြောမယ်အကဒီအပေါက်နော်ဒီပေါက်အရှင်နောက်ပဲပြန်ထိုး online sticker အဲ့ဒါပါနော်အဲ့တော့အကျိုးကပြန်ဆွဲလက်မလေးပြန်လှမ်းဆွဲလက်မတစ်စိမ့်စာထိုးစဉ်ဒီခြိရှိတဲ့ဆင်းထားတဲ့အရှိတဲ့တော့အောက်ကိုပြန်လာစက်တဲ့ပုံစံပေါ့နော်အောက်ကိုဒီလက်မနဲ့ပြန်လှမ်းတိန်အဲ့လိုလေးသွားမယ်ဒါခြိနှစ်ပင်နဲ့နော်ပိုလီချီအပင်မခွဲဘဲနဲ့သုံးလို့မရအောင်နော်အဲ့ဒါထူထူထထဖြုတ်အောင်မမို့လို့ပါနော်အဲ့တော့ကျဲတို့ကလက်မတစ်စိမ့်စာနှုံးနေပဲဆင်းလိုက်ဒီလိုလေးသွားလိုက်လက်မတစ်စိမ့်စာဆင်းလိုက်အဲ့လိုနည်းနဲ့ဒီအစက်တရားကိုဆင်းနေထိုးရပေးပါနော်အောက်ခြေလေးရောက်လာပြီဆိုရင်ဒီမှာအဖူးလေးရဲ့အပေါ်နားမှာပဲနောက်ဆုံးတစ်ခုထိုးလိုက်တယ်ပေါ့နော်ထိုးဝိုင်းရင်ခြေကိုမလာဘက်မှာမတုတ်တော့ဒီမှာပဲကျတော့23ရက်လောက်အပေါ်အောက်ဆင်းလိုက်ဒီမှာထိုးတာကိစ္စဖြစ်ပါကြောင့်လဲဆိုပြီးဒီများပြန်ဖုံးသွားလိမ့်မှာမဟုတ်လို့ပေါ့နော်အဲ့တော့အပေါ်အောက်2ချက်လောက်ဆင်းလိုက်ရင်ရပြီပြီးလို့ရှိရင်နောက်ထပ်ခြေထပ်ထည့်ပါမယ်နော်အဲ့တော့ဒီဟာလေးပေါ့နော်ဒဇင်ဥလေးကျတော့ချီကင်တို့ SIG သုံးတယ်ပိုလီချီကို6ပင်ပူနော်6ပင်ပူဆိုတာ10ပင်ပူဆိုအရင်ထိုးအောင်မှာဆိုလို့နော်တစ်ဖက်တို့တစ်ဖက်ရှေ့ပုံစံထည့်ထားတယ်ပြီးလို့ရှိရင်ဒါလေးကိုအရင်ဆုံးအပေါ်အောက်အရင်လှမ်းထိုးလိုက်ပါမယ်နော်အပေါ်အောက်လေးချက်ထိုးလိုက်မယ်ထိုးဆင်းပြီးပြီဆိုလို့ရှိရင်ဒီရဲ့အတွင်းထဲကိုဝင်ပြီးအလေတဲ့နော်ကလန့်ပြတ်ပုံစံခြေကိုထိုးမယ်ဒီဆွဲထားတဲ့ကိုဘောင်လေးရဲ့အတွင်းထဲကိုဒီလိုကလန့်ပြတ်သွားမယ်ပေါ့နော်သူကကြဒီလိုဟိုဘက်ဒီဘက်ကိုလှမ်းထိုးလိုက်မယ်ပေါ့နော်ဒီဘက်ကနေဒီဘက်ခါကြတော့ failure ကနုတ်လို့ခေါ်တယ်ပေါ့နော်လှမ်းထိုးလိုက်မယ်ကြိုးရှိတဲ့ဘက်ကိုပေါ့နော်ပြီးရင်အဲ့ဒါကိုကျတော့ဒီအတုံးဒီကလန့်ဖြတ်ထားပမာဏစာလောက်ကိုခြေဦးချင်းမယ်1 2 3 4 5ချိန်ပေါ့နော်ဒီရဲ့အတုံးလေးကဘယ်လောက်ရှိလဲဆိုလက်မ3စိမ့်ဆောင်ဝင်ရှိတယ်နော်ဒီဟိုဟာလေးဒဇင်ဥရွယ်စားလေးပြီးရင်အကူဆွဲထုတ်ရှီမညစ်အောင်တတိထားမယ်နော်အကူဆွဲထုတ်ပြီးရင်ဒါလေးကိုကြည့်ဒီလိုလေးနော်ဖီလီယံကနုတ်ကပြီးလို့ရှိရင်ဒီအောက်ကိုပြန်ထိုးစဉ်နောက်ထပ်တစ်ချိန်ပြန်လာမယ်ကန့်လန့်ပြပုံစံပဲနော်ဒါကိုလည်း9ချိန်ရေးလိုက်ပါမယ်နော်ရေးတဲ့အခါ9ချိန်ရေးပါမယ်ပြီးလို့ရှိရင်မနော်1 2 3 4 5အခုနောက်တိုင်းလည်းပြန်ပြီးတော့ဆွဲချခြီကိုပြီးရင်ကျင့်နေအောင်အတောင့်လိုက်လေးဖြစ်အောင်ပြန်ပြီးတော့နှစ်ခုအတန်းလေးအဲ့လိုလေးညီရမယ်နော်အဲ့လိုလေးဖြစ်သွားပြီရပြီဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်ခြီက7 step နဲ့ပြန်ဖြစ်သွားမယ်7 step ဆိုတော့ခြီဖြစ်သွားတဲ့ပုံစံလေးပေါ့နော်ဒါလေးကအချုံလေးတိုင်းပဲဖြစ်မယ်ဒီကောင်လေးကိုဆွဲထားတဲ့ပုံအတွင်းထဲမှာအဖူးပုံစံလေးပေါ့နော်တော့တစ်စင်ဥပေါ့နော်ဥပုံစံလေးပေါ့အောင်တဖြည်းဖြည်းခြီကိုညီစိတ်လေးဖြစ်သွားပေးပါမယ်နော်
ကျတော့ပြတူဖောင်းဖောင်းလေးရပါဖောင်းဖောင်းညီညီလေးဖြစ်ရမယ်တစ်ထက်တစ်နဲ့မြ2ထက်3ထက်လောက်ထပ်ပြီးလို့ပေါ့နော်အဲ့မှာချီကညီညီလေးဖောင်းဖောင်းလေးဖြစ်မယ်စိတ်စိတ်လေးပေါ့နော်ဖောင်းဖောင်းလေးအဲ့လိုလေးရပြီဆိုရင်သူကအဓိကလေးဗီလီယံကတော့အောက်ကဟာကိုလုံးဝပြောင်းအောင်ဖြစ်ရမယ်ပေါ့နော်ပြီးသွားရင်နောက်မှာချီလေး23ညလောက်တော့ပြီးချီထုတ်ဖြစ်ရပြီပေါ့နော်ပြီးရင်ပန်းပွင့်ဖက်လေးဘယ်လိုလုပ်လဲဆက်ပြပေးပါမယ်နော်ပန်းပွင့်ဖက်ကိုကြတော့ကျတော့ဒီမှာမစ်ကော်တွန်သုံးမယ်ပေါ့နော်မစ်ကော်တွန်ဖြူသုံးထားတယ်မစ်ကော်တွန်တကယ်လို့ကိုကမစ်ကော်တွန်မဟုတ်ပိုလီချီဆိုလို့ရှိရင်လည်းရတယ်ပိုလီချီကို6ပင်ပူနေပေါ့နော်6ပင်ပူဆိုတာ10ပင်ပူလာတယ်ဆိုရင်2ပင်ခွဲထုတ်ပြီးတော့ဟိုကချီကင်တိုးအဆိုင်ကြီးတယ်ဟို6ပင်တဲ့တစ်ဖက်တို့တစ်ဖက်ရှိပုံနဲ့ထုံးမယ်ပေါ့နော်ဒါဆိုတော့ကျန်မစ်ကော်တွန်သုံးတာမလို့ချီကိုပင်ခွဲလိုက်မယ်တပြင်းနဲ့ပြန်ဆွဲထုတ်လိုက်တယ်ပေါ့နော်သူ့လည်းဟိုဘယ်လိုခေါ်မလဲမစ်ကော်တွန်ကြတော့ချီကအရင်ရှိအောင်မှာဆိုလို့ကျတော့ဒါကိုကြတော့ဟိုကဒီချီကင်တိုးအဆိုင်ကြီးတယ်တစ်ပင်နဲ့2ပင်မူထုတ်မယ်ပေါ့နော်အဲ့တော့ဒီမှာအရာလေးအရင်ပြီးလိုက်မယ်ပေါ့နော်အရာလေးတွေပြီးမယ်ဆိုတော့ဘွေးပုံစံလေးသွားမယ်ပုံမှန်ဆိုရင်ကျတော့ဒီလက်တန်းဒီတိုင်းတစ်ခါလေးတက်တယ်ပေါ့နော်ဒါပေမဲ့ဟိုအခုမှစားလိလာမယ်လူကြလေမင်းရလည်းမသိဘူးမင်းကသိမထင်ဘူးကိုကအဓိကကဒီတစ်ခုနဲ့တစ်ခုချာကလက်မနှစိတ်စာစီချသွားမယ်ပေါ့နော်အရာလေးတွေနော်မမြောက်ဆိုရင်လည်းတစ်ခါလေးလက်တန်းထိုးလိုက်ပါမယ်နော်ဒီအဖြူကလေးတိတ်မထင်ဘူးဖြစ်နေပါနော်အဲ့တော့ထုံးမှဆိုလို့ရှိရင်ဟုတ်ပြီဘလို့စထုံးလဲဆိုတော့ဒီကနေပြီးတော့ဒီအဆက်ကနေဆိုလက်မတစ်စိတ်စာလောက်ကျတော့ပေါ်တက်လိုက်မယ်တစ်စိတ်စာလောက်ပဲခွာလိုက်မယ်ပေါ့နော်ဒီမြင်းအစိမ့်နဲ့ကြည့်ရနာကိုချီကင်တို့အဆက်ကြီးထိုးတယ်ထိုးပြီးမှလို့ရှိရင်အဲ့ဒီနေရာနာကိုအကူပြန်ထိုးချအကုန်မထိုးနော်ဒါကြတော့ lazy daisy stick လို့ခေါ်တယ်အဲ့ stick လေးကိုထိုးမှာပေါ့နော်ဒီခွင်းပုံစံလေးပေါ်တာကျန်နေနေလေးပဲကျန်နေကြည့်ထိုးပြီးလို့ရှိရင်ကျတော့ဒီမှာခွင်းပုံစံလေးပေါ်ပြီဆိုရင်ဘယ်နားလောက်ထိုးမလဲဆိုတော့ဒီလိုကဘွေးပုံစံလာမှာဖြစ်လို့ဒီကနေတက်မယ်ဆိုရင်လက်မှာတစ်စိတ်စာပေါ်မှာနားတော့ပေါ့နော်အရန်ရှည်ဝိုင်းလည်းအဆင်မပြေဘူးအရန်ကားကားလေးလည်းမပြတ်အောင်တစ်စင်ကဒီနေလောက်လေးဖြစ်ကားဝါလို့လည်းမရအောင်အရန်ပူပူလေးဖြစ်လို့မရဘူးနော်ဘွေးပုံစံလေးဖြစ်နေရမယ်ပြီးရင်ဒီလိုလေးတက်မယ်ပေါ့နော်တက်ပြီးရင်ဒီမှာကွင်းလေးရှိတယ်အဲ့ကွင်းလေးတော့အခုဆဲထည့်လိုက်တယ်ပေါ့နော်ဒါကို lazy daisy stick လို့ခေါ်ပါတယ်နော်အဲ့တော့အဲ့လိုလေးထိုးတယ်ထိုးပြီးမှရင်ဒီငါ့ကိုပဲပြန်ထိုးချရှင်းနာနေနေပေါ့နော်အဲ့လောက်လေးပဲသူ့ရဲ့အရှိကဒါလေးနဲ့ဆိုရင်ဘယ်လောက်အဲ့နဲ့ပြန်တိုင်းမယ်ဆိုရင်လက်မနှစ်စိတ်စာရှိမှာမသိကြရင်ပြည်တယ်လေးနဲ့တိုင်းကြည့်ပြပြီးရင်ဒီဘက်ဘေးကက်ရက်ကိုလားဒါကိုလည်းဒီအောက်ကိုလားသူ့လည်းဘွေးပုံစံလေးပုံခေါ်မယ်ဒီဘက်ကလည်းပြန်တစ်ချက်ပြန်လာဘွေးပုံစံလေးလာရမယ်ဒီလိုလေးပေါ့နော်အဲ့လိုလေးရမယ်အဲ့တော့ဒီဘက်ကိုလည်းအတူတူပဲအရင်ဆုံးအကဘက်ကိုဒီကအရင်ဆုံးဒီဘက်နားလေးပြန်ထိုးမယ်ပေါ့နော်ဒီမြင်းကိုခွာဒီနားလောက်မှပြန်ထိုးပါမယ်ပြီးရင်အဲ့အညာနာကိုပြန်ပြီးထိုးချနော်ပြီးရင်ဒီဟာလေးမလျောင်သေးတာနော်အကိုင်းပုံစံလေးပြန်ပေါ့တခြားကြည့်ပါနော်အဲ့လိုလေးမြင်းနှစ်မြင်းမို့လို့ပေါ့နော်နှစ်ကျုံးမို့လို့ပေါ့နော်ဒီမှာမြင်းပေါ့လေအဲ့ညာနာဒီရှင်းအောင်လေအခုကမြင်းဆွဲလိုက်တော့ပို့အဆင်ပြေပေါ့နော်အခုမှစာထိုးမယ်လို့ဆိုလို့ရှင်အဲ့ညာနာကိုအခုလက်မတစ်စိတ်စာပါမှာလားခဏထည့်ဂွင်းလေးလေးထည့်လိုက်တော့နော်ပြီးရင်ဂွင်းကိုဆွဲရှည်မရော့သေးရနော်ဆွဲပြီးဒီအောက်ဒီရှင်းနာကိုလက်မတစ်စိတ်မရှိရှိပါမှာလားတော့ပြန်ထိုးချဝီပုံစံပြန်ပေါ်ထိုးအဲ့လိုလေးတော့မယ်ဒီဘက်တစ်ချက်မြင်းကိုဟိုဒီဘက်မခွာမရအောင်တတိထားနော်ဒီဘက်တစ်ချက်အဲ့တော့ကျတော့သွားတဲ့မြင်းလမ်းကြောင်းလေးမြင်းသားအောင်ပြရမယ်ဆိုလို့ရှင်ဆိုပါစို့ကိုကဒီမှာအခုနကဒဇင်လေးရှိတယ်ပေါ့နော်မြင်းဆွဲရင်မြင်းသုံးဒီလိုလေးဝီပုံစံလေးဒီလိုဝီပုံစံလေးထိုးနော်ဒီနှစ်ခုချားကွာဝေးဒီလက်မနှစ်စိတ်ဒီချားကွာဝေးဒီအပေါ်ဒီလက်မနှစ်စိတ်စီကွာသွားမယ်အဲ့ထက်ကိုအရင်ကျရင်အဆင်မပြေဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကိုကထိုးလိုက်ပြီတဲ့ဟုတ်ပြီဒီမှာဝီပုံစံလေးရှိရပေါ့နော်အဲ့ထိုးလိုက်ပြီဒီမှာတစ်ခုထိုးပိုင်းနောက်တစ်ခုလည်းဝီပုံစံဒီဘက်ကသွားရင်လည်းဝီပုံစံဆိုတော့ပြန်ပြီးထပ်ပြရင်ပြိုးလာတယ်ဟုတ်ပြီဒီဘက်ကလည်းဝီပုံစံလေးလာမယ်ဒီဘက်ကလည်းဝီပုံစံလေးသွားမယ်ပေါ့နော်သုံးမြောက်အဲ့လိုဝီပုံစံမျိုးလေးသွားမှာပေါ့နော်ဒဇင်ရလေးအဲ့လိုပုံစံကားကိုင်းမဖြစ်အောင်နော်သုံးခုစီဝီပုံစံလေးပဲသွားမယ်ဝီပုံစံလေးပဲသွားမယ်အဲ့ပုံစံလေးပဲသွားမယ်နော်ဒဇင်ရအဲ့တော့ဒီမှာကြားပြီဆိုရင်နောက်တစ်တန်းတက်မယ်နောက်တစ်တန်းတက်ရင်လည်းအဲ့လိုပဲအခုနကလိုပဲဒီငါဟိုလက်မဒီကနေ့ဆိုဒီပုံဖက်နဲ့ဆိုလက်မတစ်စိတ်ခွဲသုံးပုံနှစ်စိတ်ဝန်းကျင်လောက်ပဲခွာမယ်ခွာပြီးတော့အကူမြင်းနဲ့အဲ့ကိုထိုးထားတဲ့ဒီအလဲကရိုးတန်နဲ့ကက်ရက်အောင်ထိုးရမယ်နော်ရိုးတန်လည်းမခွာအောင်ရိုးတန်လည်းမကြောက်အောင်နော်ရိုးတန်နဲ့လည်းမခွာသွားအောင်ပေါ့နော်ကွင်းလေးကြတယ်ဆိုအဲ့ကွင်းလေးကိုခဏဖယ်ပြီးတော့အကူဒီနာပြန်လှမ်းထိုးဝီပုံစံနော်ပြီးရင်ဒီကွင်းလေးနဲ့အကူပြန်ထည့်ပြန်ဆွဲလေးစီလေးစီနော်အဲ့လိုလေးဖြည်းဖြည်းချင်းဆွဲနော်ဆွဲပြီးလို့ရှိရင်ဒီချီကျိုးကိုဒီပေါ်ပြန်ထိုးဝီပုံစံမျိုးပဲသွားမယ်နော်ကိုထိုးတာလေးအဲ့တော့ဒီမှာပြန်ပြီးဟိုဘက်ဒီဘက်တစ်ချက်စီပြန်လှမ်းထိုးတစ်ချက်နော်ပြန်နောက်တစ်ချက်အကာဒီလိုလေးပြန်လာပြီးတော့အခုနကဒီထိုးတဲ့ညံနာကိုအကူပြန်ထိုးချဒီဘက်လည်းထိုးလိုက်တယ်ထိုးတဲ့ညံနာကိုတစ်ပေါက်တည်းကိုပဲပြောင်းလာမယ်နော်အဲ့တော့ဒီဘက်ကနေပြန်လာတယ်ဟုတ်တယ် channel လေးပြန်လာတယ်ပြီးရင်ပြန်ပြီးတော့ဒီပြန်ဆင်းမယ်ဒီလိုလေးပြန်ထိုးချဒီလိုလေးပြန်ထိုးပါမယ်ဒီမှာအထိုးတဲ့ညံနာကိုပြန်လာမယ်နော်ဒီဘက်လည်းအတူတူပဲပြန်လာအဲ့လာနေနာကိုပြန်ထိုးချအိုင်နီတိုင်းဒီအဆက်ဒီထိတ်နာနေနာတီကိုလည်းအစင်ထိုးရပြီပါနော်အဲ့တော့ကျွန်တော်တို့ဒီလိုလေးရလာပြီဆိုလို့ရှိရင်ကျိုးသိမ့်မယ်ဆိုရင်ဒီဟိုဒီထိုးတိုင်းအဖြူမြင်းဒီအဖြူပေါ့နော်အဖြူကျိုးလေးကိုမှလိုက်ပြီးချိုးလိုက်ပြီးထိုးလိုက်ရတယ်ပေါ့နော်တင်ရလွယ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကကြတော့ဘာလဲကျန်မယ်နော်အဲ့တော့နောက်ဆုံးကျတော့ကျွန်တော်ဟိုဟာလေး SC ဆိုရင်နှစ်ပင်ဘူးအဝါရောင်ပေါ့နော်ပိုလီချီဆိုလို့ရှိရင်တပင်ဆွဲထုတ်ပြီးတော့ဟိုဟာပေါ့နော်နှစ်ပင်ဘူးမြစ်ကော်တော့ဆိုရင်ချီတမြင်နဲ့ချီကင်တို့အဆိုင်ကြီးနဲ့ပဲထိုးလိုက်ပါရနော်သူကကြတော့ဒီအလဲရဟာလေးတွေမှလိုက်ပြီးတော့ချေတော့အဝါမှာအလဲချောင်းလေးလိုက်ဖြစ်လိုက်တယ်ပေါ့နော်ဒီလိုလေးအလဲတဲ့အဝါချောင်းလေးလိုက်ဖြစ်လိုက်ပြီးတော့မှဟိုပြင်သစ်ခုတီထိုးမှာပေါ့နော်ပြင်သစ်ခုတီဆိုတဲ့အလဲကအဆန်လေးအဲ့တော့ဒီမှာဟိုဟာလေးတွေကိုတစ်ချက်စီလိုက်ထိုးလိုက်တာမထုံတော့သူကကြတော့ဟိုထိုးရတဲ့ဒီလေးစီလေးစီရဲ့အလဲတဲ့မှာဝါရောင်အကြောင်းလေးထည့်လိုက်တယ်ပေါ့နော်အဲ့ဒါလေးအဆင်ထိုးပါပြီပေါ့နော်အဲ့လိုလေးရလာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခါကျတော့ဒီအလဲအဆန်လေးထည့်မယ်ပေါ့နော်အဆန်လေးကျတော့ဒီလိုနေရာလေးတွေဒီလိုအလဲလေးဒီလိုလေးဒီလိုလေးဒီလိုနားလေးပေါ့လိုက်ခဲ့အဲ့တော့ဒီကောင်လေးခွာမယ်ပေါ့နော်အဲ့တော့အရင်ဒီလိုတစ်ချက်ရမ်းထိုးတယ်ထိုးပြီးရင်ဒီနေကတော့နှစ်ချက်ပဲပြင်မယ်တစ်ရက်နှစ်ရက်ပြီးရင်အဲ့မြင်းကိုပြန်ခွပြီးတော့ဒီဟာလေးပေါ့နော်အောက်ကိုထိုးချမချိန်မဲကြည့်တယ်ပေါ့နော်အကြီးကြီးရင်လည်းအဆင်ပြေပိုလီချီကိုပြင်မခွဲရင်လည်းထူထူထထဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါလည်းထိုးတယ်ပြီးရင်တစ်ရက်နှစ်ရက်ရေးလိုက်တယ်ရေးပြီးရင်ဒီမြင်းကိုပြန်ခွအောက်ကိုကျွန်တော်ပြန်ထိုးချအဲ့ဒါလေးပါမယ်နော်အဲ့ဒီတိုင်းဒီကအထိထိုးရပြီပါနော်အားလုံးပြီးရင်ဒီလိုတော်ဝင်ဒီဇင်ကလေးရလာပါမယ်နော်အားလုံးစီးမိကြပါစေရှင်